မင်္ဂလာပါ Clover Olympiad Mathematics YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာ Primary 2မှာပါတဲ့ Logical Thinking ပုံစံတွေကပုံစံတစ်ပုဒ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ကျွန်မကတော့ Teacher Clover ဖြစ်ပါတယ်။ Alec needs 4 minutes to travel from sparse ground to convenience store. She can bring at most 4 bottles of water at the same time. How many bottles of water can she at most bring in 25 minutes starting from sparse ground? ဒီမှာ Alice ကဒီ spot ground ကနေ convenience store ကိုသွားရင်4 minute ကြာတယ်လို့ပြောပါတယ်။ပြီးတော့သူက she can bring at most 4 bottles of water at the same time ပြီးတော့အဲ convenience store ကနေပြီးတော့ဒီ labeling ကိုတည်လာနိုင်တယ်။အဲ့ခါမှာ how many bottles of water can she at most bring in 25 minutes starting from the spot ground spot ground ကနေစတင်ပြီးတော့25 မိနစ်အကြာမှာရေဘယ်နှပလင်းကိုတည်ရမှာလဲဆိုပြီးတော့မေးခွန်းကမေးထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ကဒီထဲတို့က spot ground ကနေပြီးတော့ convenience store ကိုသွားတဲ့ချိန်က4 မိနစ်လို့ပြောထားတယ်နော်။ဟုတ်ပြီ။ဒီမှာ starting place ကလည်းဗာလဲဆိုရင် spot ground လို့ပြောတယ်။ဒါဆိုရင်အရင်ဆုံး spot ground ကနေ convenience store ကိုသွားလိုက်မယ်။အဲ့တော့ spot ground ကနေ convenience store ကိုသွားတယ်။ဘယ်နှမိနစ်ကြာသွားလဲဆိုတော့4 မိနစ်ကြာသွားတယ်။ဟုတ်ပြီ။နောက်တစ်ခါကကြာတော့ဒီ convenience store ကနေပြီးတော့ spot ground ပြန်လာပြီ။ပြန်လာတဲ့ခါမှာ4 မိနစ်ကြာသွားတယ်။အဲ့ချိန်မှာရေ4 ပလင်းကိုလည်းယူလာလိုက်ပြီသူကဟုတ်ပြီနောက်တစ်ခေါက်ထပ်သွားမယ် spot ground ကနေ convenience store သွားမယ်4 မိနစ်ထပ်ကြာသွားမယ်ပြီးရင် convenience store ကနေပြီး spot ground ကိုပြန်သွားမယ်နောက်ထပ်4 မိနစ်ကြာသွားမယ်ကြာရေကလည်း4 ပလင်းထပ်ပါလာပြီပေါ့နော်အဲ့တော့ကြာချိန်ကိုကြည့်လိုက်တော့ဒီချေတို့က16 မိနစ်တော့ရှိသွားပြီဒါပေမဲ့သူက25 မိနစ်သွားရမယ်လို့ပြောထားတယ်အဲ့တော့ဒီချေတို့ကထပ်ပြီးတော့ spot ground ကနေ convenience store ဆက်သွားလိုက်မယ် spot ground to convenience store က4 မိနစ်ပြီးရင် convenience store ကနေ spot ground ပြန်လာပြီနောက်ထပ်4 မိနစ်နောက်ထပ်ရေးရတဲ့4 မိနစ်ထပ်ပါလာဆိုတော့ဒီ total time ကိုကြည့်လိုက်တော့သူရဲ့အချိန်စုစုပေါင်းကအခုလောလောဆယ်24 မိနစ်ဖြစ်နေပြီသူက25 မိနစ်သွားမှာလို့ပြောတယ်ဒါပေမဲ့လည်း spot ground နဲ့ convenience store ကိုသွားဖို့ဆိုရင်4 မိနစ်ကြာတယ်ဒီမှာဆောနာ24 မိနစ်ကကုန်သွားပြီဆိုတော့10 မိနစ်ပဲကျန်တော့တယ်ဒီ10 မိနစ်နဲ့ spot ground နဲ့ convenience store ကိုမရောက်နိုင်တော့ဒါကြောင့်မို့လို့total time က24 မိနစ်ဖြစ်သွားပြီ25 မိနစ်တော့ဖြစ်ပေမဲ့10 မိနစ်ကမသွားနိုင်တော့တဲ့အတွက်ဒီ24ပဲယူမယ်ယူလိုက်တော့ကြည့်လိုက်တဲ့အခါမှာ bottle ကဘယ်နှခါလဲဆိုရင်3ခါယူထားတာဖြစ်တယ်တစ်ခါယူရင်4လုံး3ခါဖြစ်တဲ့အတွက်ဒီချေတို့က bottles of water က4 times 3အဲကျတော့12လုံးဖြစ်တယ်နောက်တစ်ခုကAlex needs 5 minutes to travel from home to canteen. She can bring at most 3 takeaways at the same time. If she begins her journey at the canteen, at most how many takeaways can she bring back home in 35 minutes? So, Alice ကအိမ်ကနေပြီးတော့ canteen ကိုသွားရင်5 မိနစ်ကြာတယ်။အဲ့ဒီအချိန်မှာသူကန်တင်းကနေပြီးတော့ဆိုရင်အစာ3ခုကိုဥ3မျိုးကိုယူလာလို့ရတယ်ပြီးရင်သူ့ရဲ့ကန်တင်းသူ့ရဲ့ဂျာနီကသူ့ရဲ့အရေးကဘယ်ကစမလဲဆိုရင်ကန်တင်းကနေစမယ်ဆိုရင်တဲ့သူကဒီ35 မိနစ်ကြာတဲ့အခါမှာ take away ဘယ်နှခုကိုယူလာနိုင်မလဲလို့သူကမေးတာဆိုတော့ပထမဦးဆုံးသူ့ရဲ့စတာကန်တင်းကစရလို့ပြောတယ်ကန်တင်းကနေစပြီဆိုရင်တော့ take away ကိုယူလာလို့ရပြီပေါ့ဟုတ်တယ်မလား food ကကန်တင်းမှာပဲရှိတာဆိုတော့အဲ့တော့ဒီချေတို့ကဒီမှာ canteen to home 5 မိနစ်ကြာသွားပြီ take away 3ခုယူလာပြီ5 မိနစ်ပဲရှိသေးတယ်သူက35 မိနစ်တောင်သွားရမှာဆိုတော့ပြန်သွားလိုက်မယ် home to canteen 5 မိနစ်ဒီမှာတော့ take away ယူလို့မရအောင်เนาะနောက်တစ်ခုက canteen to home ဒါဆိုရင်5 မိနစ်ရှိသွားပြီ take away 3ခုယူလို့ရတယ်ပြီးရင် home to canteen 5 မိနစ်ပြီးရင် canteen to home 5 မိနစ်ရှိသွားပြီ take away 3ခုယူလာလို့ရတယ် time ကိုကြည့်လိုက်တော့20
5 minute ရှိသွားပြီ25 minute ဆိုတော့ဒီကျတော့35ဆိုကြံသေးရဲ့ဆက်သွားရမယ်ဒါဆိုရင် home to canteen ကိုသွားတယ်5 minute 30 minute ရှိပြီဒါဆိုရင် canteen to home 5 minute အချိန်က35 minute ပြည့်သွားပြီtotal time က35 minutes ပြည့်သွားပြီ take away ကဘယ်နှခါယူလို့ရတယ်ဆိုတော့4ခါယူလာလို့ရတာတွေ့ရတယ်နော်ဒါဆိုရင်ဒီချက်တို့က take away ဘယ်နှခုရှိမလဲဆိုတော့3 4 12 12 take aways ကိုသူယူလို့ရပြီဟုတ်ပြီဒီလိုမျိုးအလားတူပုံစံတွေကိုလည်းဒီနမူနာတွက်ပြတာတွေကြည့်ပြီးတော့တွက်နိုင်နိုင်မယ်လို့ဒီချက်ကမျှော်လင့်ပါတယ်နောက်ချက်ဗီဒီယိုမှာပြန်တွေ့ကြပါစို့တတာ